မင်္ဂလာပါဂျင်းမုတ်ဘယ်လိုလုပ်ရမလဲလို့မေးလာတဲ့သူတွေအားလုံးအတွက်ကျွန်တော်ဂျင်းမုတ်လုပ်နည်းလေးတင်ပေးလိုက်ပါတယ်ဂျင်းမုတ်လုပ်ဖို့အတွက်ကျွန်တော်တို့အခုလိုမျိုးဂျင်းအနုကိုအသုံးပြုမှရပါမယ်လုံးဝကိုနှုတ်နေရပါမယ်ဂျင်းကိုအခုလိုမျိုးအခုနှွားပြီးွားရင်တော့ရေသေးချာဆေးပြီးွားရင်လုံးဝပါနေအောင်ပါနိုင်တဲ့လောက်ပါအောင်လှီပေးပါဒါကတော့ကျွန်တော်ပပလှီရတဲ့ဂျင်းတွေဖြစ်ပါတယ်ဂျင်းတွေနေလန်းတဲ့အခါမှာအယောင်မပြောင်းသွားအောင်ကျွန်တော်တို့မဲမသွားအောင်စားလေးအနည်းငယ်ထည့်ပြီးတော့နေလန်းပေးသွားရပါမယ်ဂျင်းဟာ6ဖို့အတွက်တော်တော်လေးကိုအချိန်ယူရပါတယ်တော်တော်မှတော်တော်အချိန်ယူရပါတယ်အနည်းဆုံး10ရက်လောက်ထိကျွန်တော်တို့6ကျွတ်မွားနေအောင်လှမ်းသွားရပါတယ်အခုလိုမျိုး6သွားပြီဆိုရင်လည်းစက်နဲ့အသုံးပြုသလိုရသလိုထောင်းလို့လည်းရပါတယ်ထောင်းရင်တော့အရင်ကြီးကိုအားကုန်ပါတယ်စက်နဲ့ဆိုရင်တော့ခဏပါပဲလုံးဝညှက်မှုန့်နေအောင်ဖြစ်သွားပြီဆိုရင်တော့ကျွန်တော်တို့စကားလေးနဲ့စကားစစ်စိတ်ကလေးနဲ့ပြန်ပြီးစစ်ပေးပါအဲ့ဒါမှသူ့ရဲ့အမှုန်နုနုကလေးကိုကျွန်တော်တို့ရမှာဖြစ်ပါတယ်လိုမျိုးမှုန့်ညက်နေအောင်လုပ်သွားပြီးမှကျွန်တော်တို့ရဲ့ဂျင်းမုတ်လေးကအသုံးပြုတဲ့အခါမှာအရန်ယူအဆင်ပြေမှာပါနောက်ပြီးကြရင်ကျွန်တော်တို့သိမ်းဖို့အတွက်ဘူးလုံးလုံးလေးနဲ့တေချာလေးအစုံမပြတ်အောင်သိမ်းထားပါအဲ့ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ဂျင်းမုတ်ဟာအကြာကြီးမှအကြာကြီးကိုအထားခံပါတယ်ဂျင်းလှမ်းတဲ့အခါမှာလုံးဝ6ကျွတ်နေအောင်လှမ်းပြီးမှကျွန်တော်တို့ထောင်းပေးပါမဟုတ်ရင်ကျွန်တော်တို့ရဲ့ဂျင်းကပျော့ပျော့ကြီးနဲ့လုံးဝထောင်းလို့ရမှာမဟုတ်ပါဘူး